မင်္ဂလာပါဒီနေ့ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်10နှစ်လောက်နော်10နှစ်15နှစ်ဝန်းကျင်လောက်ရှိမှထင်တယ်အဲ့ဒီမတွေ့ဖြစ်တဲ့ကျွန်တော်တို့မိတ်ဆွေတယောက်နဲ့ကျွန်တော်တို့တွေ့ဖြစ်ပါတယ်တွေ့ဖြစ်တဲ့အချိန်မှာကျွန်တော်တို့ရဲ့ခေါင်းစဉ်ကတော့သူထုတ်လုပ်တဲ့ပစ္စည်းလေးတွေနဲ့အဲ့ဒီထုတ်လုပ်တဲ့ပစ္စည်းတွေကိုမြန်မာပြည်နဲ့ဖြန့်ချိဖို့ပြောကြတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နဲ့ကွဲကွာနေတဲ့ကျွန်တော်တို့မိတ်ဆွေနဲ့တွေ့တဲ့အချိန်မှာအဲ့ဒီမိတ်ဆွေကြီးကစရနာအကောင်းနဲ့ခန္ဓာကိုယ်တောင့်တင်းတယ်ပြီးလို့ရှိရင်စဖက်အကောင်းနဲ့ပြောတဲ့အချိန်မှာအပါတယ်တကယ်လေထားတဲ့စေတနာတွေကောင်းတယ်ဒါမျိုးပေါ့နော်သူ့ကိုတွဲမြင်လို့ရှိရင်ကျွန်တော်ဗာမြင်လဲဆိုတော့သူကတနေ့ရရကိုသွားမယ်တစ်ခုခုခီးသွားမယ်ဆိုလို့ရှိရင်အမြဲတမ်းအဲ့ဒီသွားတဲ့ခီးမှာမြင်မမြင်အပုပ်ကူများနဲ့တကွပုပ်ကူတတ္တဝါအားလုံးကိုအစာဆိုတဲ့မေတ္တာပို့တဲ့အမြဲတမ်းလုပ်လို့ရှိတဲ့သူတယောက်သူနဲ့တွေ့တယ်သူနဲ့တွေ့တဲ့အချိန်မှာလုပ်ငန်းပေါ်ကိုထားတဲ့သဘောထားတွေတရားလေးပြောကြတယ်ကျွန်တော်ကတော့ business consultant တယောက်အနေနဲ့ကျွန်တော်ရဲ့ business လက်ရှိရှိနေတဲ့အခြေအနေနဲ့ကျွန်တော်တို့က price calculation လုပ်တာdealer တွေ ST တွေဒီဟာတွေပြန့်နေအောင်သွားတာဈေးကွက်တွေကိုသွားတာcustomer တွေနဲ့တွေ့တာဘယ်လိုလုပ်လို့ရှိရင်အဆင်ပြေမှာ partnership လုပ်တာဒါတွေကျွန်တော်ရဲ့တကြွတဲ့ပညာရည်နဲ့ပြောပါအဲ့ဒီမိတ်ဆွေကြီးကတော့ကျွန်တော်ပြောတဲ့ပညာရက်တွေကိုဖျားတရားတော်နဲ့ညီဘယ်လိုလုပ်လို့ရမလဲနော်တမအာဇီဝကြကြဘယ်လိုလုပ်လို့ရမလဲနော်ဒီဟာတွေအားလုံးကိုသူ့မှာရှိနေတဲ့ဒီတရားဓမ္မပြည်တယ်နေတဲ့တိုင်းပြီးတော့ဆွေးနွေးကြပါအရင်ကောင်းပါတယ်ကျွန်တော်တို့လည်းဘုသူဒ္ဓအများကြီးရတယ်ကျွန်တော်နဲ့ပြောလိုက်တဲ့အတွက်လည်းသူ့ရဲ့ business တွေလည်းအများကြီးရသွားနိုင်မယ်လို့မျှော်လင့်ပါအဲ့ဒီကျွန်တော်မိတ်ဆွေကြီးကျွန်တော်ရန်ကျေးဇူးတင်ပါတယ်သူနဲ့ပတ်သက်ပြီးကျွန်တော်ရသွားတဲ့အတွေ့အခေါ်အယူဆချလိုက်ရတာလည်းအများကြီးရှိပါတယ်ကျွန်တော်သင်္ကန်းစာယူဆလည်းအများကြီးရှိပါတယ်အဲ့တော့ကျွန်တော်ဘဝမှာအဲ့ဒီလိုမျိုးခန္ဓာကိုယ်ကတကယ်ကိုယောက်ျားချင်းပဲဖြစ်ဖြစ်မိန်းမဖြစ်လေးစားလဲဥစရာခန္ဓာကိုယ်ကြွက်သားတောင့်တင်းပြီးတော့ယောက်ျားပိတာတဲ့သူဖြစ်တယ်လေးစားလောက်တဲ့ပညာတွေရှိတယ်လေးစားလောက်တဲ့အတတ်ပညာတွေရှိတယ်ဥပမာဆိုလို့ရှိရင်တိုင်းပညာတွေပါတက်တာချင်းနဲ့တူတယ်ကျွန်တော်ဒီအနှစ်40ကျော်ကာလမှာတွေ့ဘူးတဲ့လူ2ယောက်ရှိပါတယ်ဟိုးလွန်ခဲ့တဲ့အခုတွေ့ခဲ့တဲ့လွန်ခဲ့တဲ့10နှစ်15နှစ်ကမိတ်ဆွေကြီးကလည်းအဲ့ဒီလိုပုံစံမှာပဲအဲ့ဒီလိုပဲကျွန်တော်တို့ NLP တွေ PPC တွေတက်ခဲ့တဲ့မိတ်ဆွေကြီးတယောက်လည်းရှိပါတယ်အဲ့ဒီတယောက်ကလည်းအဲ့ဒီလိုပဲသူနဲ့ပုံစံနဲ့ပါသဘောတရားချင်းနည်းနည်းကွာပြီးမဲ့တော့ physical ရော mentally ရော mental ရောပေါ့နော်တယောက်စလုံး2ယောက်စလုံးကတော်ကြတာတွေ့ရပါတယ်သူတို့နဲ့တွေ့ရင်လည်းအများတန်းကျွန်တော်တို့ဘုသူဒ္ဓတွေရတယ်ကျွန်တော်တို့အတွက်အတွေးခေါ်တွေရတယ်ကျွန်တော်တို့အချမ်းပေးတဲ့နေရာမှာလည်းအသုံးပြုလို့ရတာတွေရှိတယ်ကျွန်တော်ဘဝအတွက်လည်းသုံးလို့ရတာတွေတွေ့ရပါတယ်ကျွန်တော်မှလို့မိတ်ဆွေကောင်းတွေရှိပါတယ်အဲ့တော့ဒီ post လေးကိုကြည့်နေလူချင်းမင်းမှာရောအဲ့ဒီလိုမျိုးကိုယ့်အတွက်ခွန်အားဖြစ်စေတဲ့ကိုယ့်အတွက်အကျိုးပြုစေတဲ့မိတ်ဆွေတွေရှိတယ်ဆိုတော့ comment မှာရေးခဲ့ပါအားလုံးကျေးဇူးတင်